တခုမြောက်သောဇာလံမတရားသောသူတို့၏တိုက်တွန်းခြင်းသို့မလိုက်လူဆိုးတို့၏လမ်းတွင်မရမနေမတိမဲ့မြင်ပြုသောသူတို့၏အစည်းအဝေး၌မထိုင်ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနေညမပြတ်အစဉ်ချင်းအောက်မိသောသူသည်မင်္ဂလာရှိအကြောင်းမူကားထိုသူသည်မျက်နှာမှစိုက်လျက်မိမိအချိန်တည်းမှာအသီးကိုတီး၍အရွက်မညှိုးနှံ့တတ်သောအပင်နှင့်တူ၏ပြုလေသမျှတို့၌အောက်လိတည်းမတရားသောသူတို့မူကားထိုကဲ့သို့မဟုတ်လေတာ၍လွင့်သောဖွဲနှင့်တူကြ၏ထိုကြောင့်တရားဆုံးဖြတ်တော်မူရာကာလ၌မတရားသောသူတို့သည်မတည်မနေရကြဖြောင့်မတ်သောသူတို့၏အပေါင်းအသင်းတို့လူဆိုးတို့သည်မဝင်ရကြအကြောင်းမူကားဖြောင့်မတ်သောသူတို့၏လမ်းကိုထာဝရဘုရားတည်ကြွတော်မူ၏မတရားသောသူတို့၏လမ်းသည်ဆုံးရှုံးခြင်းသို့ရောက်ရလိမ့်သည်အာမင်နှစ်ခုမြောက်သောဇာလံလူမျိုးတို့သည်အဘယ်ကြောင့်ယုံရင်ခတ်ပြုကြသနည်းလူစုတို့သည်အဘယ်ကြောင့်အချီးနှီးကြံစီကြသနည်းလောကီရှင်ဘရင်တို့သည်ထားကြ၍မူမတ်အရာရှိတို့လည်းထာဝရဘုရားနှင့်ခရစ်တော်ကိုယံပက်ပြုလျက်သူတို့ချီနှောင်ခြင်းကိုဖြေကြကုန်အံ့ချီနှောင်သောကျိုးတို့ကိုပယ်ကြကုန်အံ့ဟုတင်းဖွဲ့ကြ၏ကောင်းကင်ဘုံ၌ထိုင်တော်မူသောသူသည်ပြုံးရည်၍ထာဝရဘုရားသည်သူတို့ကိုကဲ့ရဲ့တော်မူ၏ထိုအခါအမျက်တော်ထွက်၍သူတို့ကိုမိန်တော်မူမည်ပြင်းစွာသောအမျက်တော်နှင့်သူတို့ကိုပူပန်စေတော်မူမည်ငါ၏ရှင်ဘုရင်ကိုတန်ရှင်သောစီုံတောင်ပေါ်မှာငါကိုယ်တိုင်ဗိတ်သိက်ပေးပြီးဟုမိန်တော်မူမည်ဗျာဒိတ်တော်အချက်ကိုငါပြန်ကြားပြီးထာဝရဘုရားကတင်သည်ငါသားဖြစ်၏ယနေ့ပင်တင့်ကိုငါဖြစ်ပွားစေပြီငါကိုတောင်းလောလူအမျိုးမျိုးတို့ကိုတင်အမွေဥစ္စာဖို့ငါပေးမည်နေကြီးစွန့်တိုင်အောင်ပိုင်ထိုက်သောအခွင့်ကိုလည်းငါပေးမည်တင်သည်သူတို့ကိုတန်လန်နှင့်အုပ်ဆို၍မြေအိုးကိုခွဲဖြတ်တဲ့ကဲ့သို့ခွဲဖြတ်လိမ့်မည်ဟုငါမိန်တော်မူ၏တို့ဖြစ်၍ရှင်ဘုရင်တို့ပညာသတိရှိကြလောလောကီမင်းတို့ဆုံးမခြင်းကိုခံကြလောကြောက်ရွံ့သောစိတ်နှင့်ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်၍တုံ့လှုပ်ခြင်းနှင့်ဝမ်းမြောက်ကြလောသားတော်ကိုနမ်းကြလောသို့မဟုတ်လျင်အမျက်တော်ထွက်၍သင်တို့သည်လမ်း၌ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်အမျက်တော်သည်ချက်ချင်းထွက်လိမ့်မည်သားတော်ကိုကိုးစားသောသူအပေါင်းတို့သည်မင်္ဂလာရှိကြ၏အာမင်သုံးခုမြောက်သောဇာလံအိုထာဝရဘုရားအကျွန်ုပ်၏ရန်သူတို့သည်အလွန်ထိုးပွား၍အကျွန်ုပ်တစ်ဖက်၌ထသောသူတို့သည်များပြားကြပါ၏သူသည်ဘုရားသခင်ကိုအမိပြု၍ချမ်းသာမရဟုအကျွန်ုပ်ကိုရည်ဆောင်၍ပြောသောသူအများရှိကြပါ၏သို့တော်လည်းကိုထာဝရဘုရားကိုရောသည်အကျွန်ုပ်၏အကွယ်အကာဖြစ်တော်မူ၏အကျွန်ုပ်၏ဘုန်းလည်းဖြစ်တော်မူ၏ကျွန်ုပ်၏ဦးခေါင်းကိုချီကြွသောသူလည်းဖြစ်တော်မူ၏ငါသည်ထာဝရဘုရားထံသို့အတန်ကိုလွှင့်၍အော်ဟစ်သောအခါတန်ရှင်းသောတောင်ပေါ်မှနားထောင်တော်မူ၏ထာဝရဘုရားသည်ငါကိုမဆာတော်မူသောကြောင့်ငါသည်အိပ်၍ပြောခြင်းအခွင့်နှင့်နိုးခြင်းအခွင့်ရှိငါကိုရံပက်ပြု၍ဝန်းရံသောသူအထောင်အတောင်းကိုငါမကြောက်ဘဲနေမည်။အိုထာဝရဘုရားထတော်မူပါအကျွန်ုပ်၏ဘုရားသခင်အကျွန်ုပ်ကိုကယ်မတော်မူပါကိုတော်သည်ကျွန်ုပ်၏ရန်သူတို့၏ပါယိုးကိုရိုက်၍မတရားသောသူတို့၏တွားကိုချိုးတော်မူ၏ထာဝရဘုရား၏ကျေးဇူးတော်ကြောင့်ချမ်းသာရပါ၏ပေးတော်မူသောကောင်းကြီးမင်္ဂလာသည်ကိုတော်၏လူစုအပေါ်သို့တက်ရောက်ပါစေသောအာမင်လေးခုမြောက်သောဇာလံအကျွန်ုပ်ကိုဖြောင့်စေတော်မူသောဖျားအကျွန်ုပ်ခေါ်သောအခါနားထောင်တော်မူပါအကျွန်ုပ်သည်ဆင်းရဲစဉ်တွင်ကိုတော်သည်ချမ်းသာပေးတော်မူပါပြီယခုလည်းတနာ၍အကျွန်ုပ်၏ပထနာစကားကိုနားထောင်တော်မူပါအချင်းလူသားတို့အဘယ်မြကာလပတ်လုံးငါ၏ဘုန်းကိုရှုတ်ချကြမည်နိအဘယ်မြကာလပတ်လုံးအနတ္တကိုနှစ်သက်၍မူတာကိုလိုက်ရှာကြမည်နိထာဝရဘုရားသည်မိမိတန်ရှင်းသူကိုရွေးထားတော်မူသည်ကိုသိမှတ်ကြလောငါခေါ်၍ရှောက်သောအခါထာဝရဘုရားသည်နားထောင်တော်မူလိမ့်မည်ကြောက်ရွံ့တုန်လှုပ်၍ဒုစရိုက်အဖြစ်ကိုရှောင်ကြလော့အိယာပေါ်မှာကိုယ်စိတ်နှလုံးနှင့်ဆွေးနွေးစဉ်အိယာပေါ်မှာကိုယ်စိတ်နှလုံးနှင့်ဆွေးနွေးစဉ်းစား၍တိတ်ဆိတ်ခြင်းရှိကြလော့တရားသဖြင့်ရစ်ပူဇော်၍ထာဝရဘုရားကိုကိုးစားကြလော့ကောင်းမွန်သောအရာကိုငါတို့အားအဘယ်သူပြမည်နည်းဟုမေးတတ်သောသူအများရှိပါသည်ဖြစ်၍အိုထာဝရဘုရားမျက်နှာတော်အလင်းကိုအကျွန်ုပ်တို့အပေါ်မှာပေါ်ထွန်းစေတော်မူပါသူတို့၌ဆန်စပါးစပြည့်ရည်ပေါ်များ၍သူတို့ဝမ်းမြောက်ခြင်းရှိသည်တဲ့အကျွန်ုပ်ကိုတာ၍ဝမ်းမြောက်စေတော်မူ၏ငြိမ်ဝတ်စွာအိပ်၍ပျော်ပါမည်အကြောင်းငြိမ်ဝတ်စွာအိပ်၍ပျော်ပါမည်အကြောင်းမူကားအကျွန်ုပ်သည်
လုံခြုံစွာနေရသောအခွင့်ကိုကိုရောအရှင်ထာဝရဘုရားသာလျှင်အခွင့်ပေးတော်မူ၏အာမင်ငါးခုမြောက်သောစာလံအိုထာဝရဘုရားကျွန်ုပ်၏စကားကိုနားထောင်တော်မူ၍ကျွန်ုပ်မြည်တမ်းခြင်းကိုဆင်ခြင်တော်မူပါကျွန်ုပ်၏ရှင်ဘုရင်ကျွန်ုပ်၏ဖခင်ကျွန်ုပ်သည်ကိုရောကိုဆုတောင်းသည်ဖြစ်၍ကျွန်ုပ်အော်ဟစ်သောအတန်ကိုနားထောင်တော်မူပါအိုထာဝရဘုရားနတ်နဲ့အခါကျွန်ုပ်စကားတန်ကိုကြားတော်မူရပါ၏နတ်နဲ့အခါကိုရောကိုမျက်မှောက်ပြု၍မျောလင့်ပါမည်ကိုရောသည်မတရားသောအမှုကိုနှစ်သက်သောဖျားမဟုတ်ဆိုးသောသူကိုလက်ခံတော်မမူမိုက်သောသူသည်အထံတော်သို့မဝင်ရမတရားသဖြင့်ပြုသောသူအပေါင်းတို့ကိုမုန်းတော်မူ၏မူသာစကားပြောသောသူတို့ကိုဖျက်ဆီးတော်မူ၏လူအသက်ကိုတတ်တတ်သောသူနှင့်လှည့်စားတတ်သောသူတို့ကိုထာဝရဘုရားဆက်ဆုပ်ယွန်းရှာတော်မူ၏ကျွန်ုပ်မူကားများစွာသောကျေးဇူးတော်ကိုခံစားရသဖြင့်အိမ်တော်သို့ရောက်၍ကိုရောကိုကြောက်ရွံ့သောစိတ်နှင့်တန့်ရှင်းသောဗိမာန်တော်တွင်ကိုးကွယ်ပါလိမ့်မည်။အိုထာဝရဘုရားကျွန်ုပ်၏ရန်သူတို့ကြောင့်ကျွန်ုပ်ကိုတရားတော်လမ်းထဲသို့ပို့ဆောင်တော်မူပါ။ကိုရော၏လမ်းကိုကျွန်ုပ်ရှိမှဖြောင့်စေတော်မူပါ။သူတို့၏နှုတ်တွင်တစ္ဆာမရှိပါ။သူတို့နှလုံးသည်အလွန်ဆိုးဝါး၏။သူတို့၏လေကြောင်းသည်ဖွင့်ထားသောတင်းဆိုင်တွင်ဖြစ်ပါ၏။သူတို့သည်ရှာနှင့်ချော့မော့တတ်ကြ၏။အိုဘုရားသခင်သူတို့အပေါ်မှာအပြစ်ရောက်စေတော်မူပါမိမိတို့အကြံစီအားဖြင့်လေးကြပါစေသောကိုရောကိုပုံကံသောသူဖြစ်၍ပြစ်မှားသောအပြစ်များသောကြောင့်သူတို့ကိုနှင်ထုတ်တော်မူပါကိုရောကိုကိုးစားသောသူမူကားကိုးစားသောသူတို့မူကားဝမ်းမြောက်ကြပါစေသောစောင့်ရှောက်တော်မူခြင်းကိုခံရ၍ဝမ်းမြောက်သည်နှင့်ကြွေးကြော်ကြပါစေသောနာမတော်ကိုချစ်သောသူတို့သည်ကိုရောကြောင့်ဝမ်းသာရှလန်းခြင်းရှိကြပါစေသောအိုထာဝရဘုရားကိုရောသည်ဖြောင့်မတ်သောသူကိုကောင်းကြီးပေး၍ကျေးဇူးတော်အားဖြင့်ကွယ်ကာဆောင်မတော်မူလေတည်းအာမင်6ခုမြောက်သောစာလံအိုထာဝရဘုရားအမျက်တော်ထွက်၍ကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနှင့်ပြင်းစွာအမျက်ထွက်၍ဆုံးမတော်မမူပါနှင့်အိုထာဝရဘုရားကျွန်ုပ်သည်ခွန်အားနေလာပါ၏ကဲမတနာတော်မူပါအိုထာဝရဘုရားကျွန်ုပ်အယိုးတို့သည်တုန်လှုပ်ကြပါ၏ကျမ်းမာပဂတိရှိစေတော်မူပါကျွန်ုပ်စိတ်ဝိညာဉ်သည်အလုံးတုန်လှုပ်ပါ၏အိုထာဝရဘုရားကိုတော်သည်အဘယ်မျှကာလပတ်လုံးနေတော်မူမည်နည်းအိုထာဝရဘုရားတပံကြွလာ၍ကျွန်ုပ်စိတ်ဝိညာဉ်ကိုကဲယူတော်မူပါကရုဏာတော်နှင့်အညီကျွန်ုပ်ကိုကယ်တင်တော်မူပါအကြောင်းမူကားတည်လျက်နေစဉ်တွင်ကိုတော်ကိုအောက်မေ့ခြင်းမရှိပါမရဏနိုင်ငံတွင်ကျေးဇူးတော်ကိုအဘယ်သူချီးမွမ်းပါမည်နည်းကျွန်ုပ်သည်ညီးတွား၍ပင်ပန်းလာပါ၏ကျွန်ုပ်ကတင်ကိုမျက်ရည်နှင့်တညလုံးမျော၍အိယာကိုလည်းမွန်းစေပါ၏ဝမ်းနေခြင်းအပြင်မျက်စိပြည့်၍ရန်သူများကြောင့်ပြာမုံလျက်ရှိပါ၏မတရားသဖြင့်ပြုသောသူအပေါင်းတို့ငါထံမှဖယ်သွားကြငါငိုကြွေးတဲ့ကိုထာဝရဘုရားကြားတော်မူ၏ငါတောင်းပန်ခြင်းကိုထာဝရဘုရားကြားတော်မူ၏ငါပြုသောပထနာစကားကိုထာဝရဘုရားနာယူတော်မူ၏ငါရန်သူအပေါင်းတို့သည်ရှက်ကြောက်၍ဆုံးရှုံးခြင်းရှိကြလိမ့်မည်ချက်ချင်းပြန်သွား၍ရှက်ကြောက်ခြင်းသို့ရောက်ကြလိမ့်မည်အာမင်ခုနှစ်ခုမြောက်သောစာလံကျွန်ုပ်၏ဘုရားခင်ထာဝရဘုရားကိုရောကိုကျွန်ုပ်ခိုလုံပါ၏ကျွန်ုပ်ကိုညင်းဆဲသောသူအပေါင်းတို့၏လက်မှကျွန်ုပ်ကိုနှုတ်ယူ၍ကယ်တင်တော်မူပါသို့မဟုတ်နှုတ်ယူသောသူမရှိစဉ်ရန်သူသည်ချင်းသေးကဲ့သို့ကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလူယူကိုက်ဖြတ်ပါလိမ့်မည်ကျွန်ုပ်၏ဘုရားခင်ထာဝရဘုရားကျွန်ုပ်သည်ထိုသို့ပြုသော၎င်းကျွန်ုပ်လက်မှအာရမအမှုရှိသော၎င်းကျွန်ုပ်နှင့်တင့်သောသူတို့တင်းသောသူကိုကျွန်ုပ်ပြစ်မှား၍အကြောင်းမရှိဘဲလျက်ရန်ပြုသောသူကိုကျွန်ုပ်ညှင်းဆဲသော၎င်းထို့သောအပြစ်တစ်စုံတစ်ခုရှိလျက်ရန်သူသည်ကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်၍မိပါစေကျွန်ုပ်အသက်ကိုမြေပေါ်မှနင်း၍ကျွန်ုပ်အသေးကိုမြေမှုန့်၌နှိမ်ချပါစေ။ဟိုထာဝရဘုရားအမျက်တော်ထွက်၍ထတော်မူပါကျွန်ုပ်၏ရန်သူတို့ပြင်းထန်ခြင်းကိုစီးတာ၍အားထုတ်တော်မူပါကျွန်ုပ်အဖို့နိုးတော်မူပါတရားစီရင်ဆုံးဖြတ်တော်မူပါလူမျိုးတို့သည်စီဝေး၍ကိုတော်ကိုဝန်းရံကြလျက်သူတို့အဖို့မြင့်ရာအရက်သို့ပြန်ကြွတော်မူပါထာဝရဘုရားသည်လူမျိုးတို့ကိုတရားစီရင်တော်မူ၏အိုထာဝရဘုရားကျွန်ုပ်ဖြောင့်မတ်ခြင်းကို၎င်းစုံလင်ခြင်းကို၎င်းထောက်၍ကျွန်ုပ်အမှုကိုစီရင်ဆုံးဖြတ်တော်မူပါမတရားသောသူတို့၏အာရမအမှုကိုဆုံးရှုံးစေ၍တရားသောသူတို့ကိုမြဲမြံစေတော်မူပါတရားသဖြင့်ပြုတော်မူသောဖျားကိုတော်သည်နှလုံးနှင့်ကြောက်ကပ်ကိုစစ်တော်မူတတ်ပါ၏သဘောဖြောင့်သောသူတို့ကိုကယ်တင်တတ်သောဖျားသခင်သည်ငါ၏အကွယ်အကဖြစ်တော်မူ၏
ဘုရားသခင်သည်တရားသဖြင့်စီရင်သောသူဖြစ်၍မတရားသောသူကိုအစဉ်အမျက်ထွက်တော်မူ၏ထိုသူသည်မပြောင်းလဲလျင်ဓာတော်ကိုသွေးတော်မူ၏လေးတော်ကိုတင်၍ရွယ်တော်မူ၏တေးစီတသောလက်နက်ကိုလည်းသူ့အဖို့ပြင်ဆင်၍မြားတော်တို့ကိုလောင်စီတော်မူ၏ထိုသူသည်ဒုစရိုက်ပွားသောဝေဒနာကိုခံရ၏မကောင်းသောအကြံအစီကိုပရိသေယူ၍စိတ်ပြည့်ခြင်းကိုဖွားမြင်တတ်၏တွင်းကိုလည်းနှက်စွာတူးသည်ဖြင့်မိမိတူးသောတွင်ထဲသို့မိမိကြတတ်၏မိမိမကောင်းသောအကြံအစီသည်မိမိခေါင်းပေါ်မှပြန်ရောက်၍မိမိကြမ်းတမ်းသောအမှုသည်မိမိခေါင်းထိပ်ပေါ်မှတက်ရောက်တတ်၏ငါမူကားထာဝရဘုရား၏တရားတော်အမှုတော်ကိုချီးမွမ်း၍အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကိုထောမနာသဖြင့်ဆိုပါမည်အာမင်ရှစ်ခုမြောက်သောဇာလံအိုကျွန်ုပ်တို့၏ဖျားရှင်ထာဝရဘုရားနာမတော်သည်မြေကြီးတစ်ပြင်လုံး၌အလွန်ကြီးမြတ်တော်မူ၏ဘုံအာနုဘော်တော်သည်မိုးကောင်းငင်ပေါ်မှတည်လျက်ရှိပါ၏ကိုရော၏ရန်သူတို့ကိုရည်ဆောင်၍ရန်သူကို၎င်းအညှိုးထားသောသူကို၎င်းတိတ်ဆိတ်စွာနေစေခြင်းကနိုးဆိုသူငယ်တို့၏နှုတ်ထဲမှအစွမ်းတတိကိုစီးရင်တော်မူ၏လက်ညှိုးတော်အလုတ်တီးဟုသောကိုရော၏မိုးကောင်းငင်ကို၎င်းပြင်ဆင်တော်မူသောလာနှင့်ကျဲများကို၎င်းကျွန်ုပ်ဆင်ခြင်သောလူသည်အဘယ်သို့သောသူဖြစ်၍ကိုရောသည်အောင်းမေတော်မူရသည်။လူသားသည်အဘယ်သို့သောသူဖြစ်၍အကြည့်ရှုကြွလာတော်မူရသည်။သူကိုကောင်းကင်တမန်တို့အောက်၌အနေငယ်နှိမ့်ချတော်မူပြီးသူ၏ခေါင်းကိုဘုံသည်နှင့်ပတ်ရစ်တော်မူပြီးဖန်ဆင်းတော်မူသောအရာများကိုအုပ်စိုးစေ၍သူနွားအစရှိသောမြေတရိษံမိုးကောင်းငင်ငှက်ပင်လယ်ငါးနှင့်ပင်လယ်လမ်း၌တွားတတ်သောတရိษံမှဆာ၍ခတ်သိမ်းသောအရာတို့ကိုသူ၏ခြေအောက်၌ချထားတော်မူပြီးအိုကျွန်ုပ်တို့၏ဖျားရှင်ထာဝရဘုရားကိုရော၏နာမသည်မြေကြီးတစ်ပြင်လုံး၌အလွန်ကြီးမြတ်တော်မူသည်အာမင်